အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာ workout day 5တော့မယ်ပါကြီးပေးကြပါဦးကျွန်တော်တို့ဘာမှမလုပ်ခင်လေးမှာ9မိနစ်လောက်အရင်တရားထိုင်မှာပါတယ်ကျွန်တော်တို့တရားထိုင်ခြင်းကကြားမရေးကောင်းစေပြီးကျွန်တော်တို့စိတ်ကိုအေးချမ်းစေပြီးစိတ်တည်ငြိမ်မှုရှိစေပြီးအတွက်တရားထိုင်မှာပါတရားလေးထိုင်ပြီးပြီဆိုတော့ဆဲရတော့သူတို့ကြည်နေသွားတယ်ခုချိန်မှာကျွန်တော်လေ့ကျင့်ခန်းပေါ်သွားမှာဖြစ်ပါတယ်15ခါထိုးမှာဖြစ်ပါတယ်ရမိုးပါတယ်စိတ်မကောင်းစွာနဲ့ပဲမနေ့က day 4လောက်ထားတဲ့ဟာဖြတ်မိတာပေါ့နော်ဒါကြောင့်ကျွန်တော်ဒီနေ့က day 5တော့ကျွန်တော်လေ့ကျင့်လုပ်တာအကုန်လုံးတော့ကျွန်တော်မပြထားပါလို့လေဆိုတော့ဒီဗီဒီယိုတွေရိုက်ဖို့တော့မှအခြေတွေအများကြီးကြာတယ်ပေါ့ဒီကျွန်တော်ဖုန်းဘယ်လိုထားရမှန်းဒီနေ့နေရာချပြီးတော့ရိုက်လိုက်ရဖြစ်ပါတယ်ကျွန်တော်အခုချိန်မှာ boxing ဆိုမှာဖြစ်ပါတယ်ကျွန်တော်ဒီနေ့လုပ်ခဲ့တဲ့လေ့ကျင့်ခန်းတွေကိုပုံမှန်လိုက်လုပ်ပေးနေပြီဆိုတော့ကျွန်တော်ခန္ဓာကိုယ်ကပိုလှလာဘိုဒီပိုလှလာကျွန်တော်ပိုလေးတန်လာနေပေါ့ကျွန်တော်ခိုးလေ့ကျင့်ခန်းလုပ်လာတာ3လလောက်ရှိပြီပေါ့ဘိတ်ဘိုဒီကိုလှလာမလှဘူးလားကျွန်တော်ပြမှာဖြစ်ပါတယ်It's been a ကျွန်တော်တို့တက်15နှစ်ယူပြီးရှိတော့ရှင်းတယ်လို့ပါတရားထိုင်ပါစာကြိုးစားပါလို့ကြိုးစားပါတော့အားလုံးအားပေးချင်ကျွန်တော်ရဲ့ဗီဒီယိုကိုစုထိ like ပါကြည့်ရှုပေးကြကျေးဇူးပါရှိပါတယ်ကျွန်တော်ရဲ့အကောင့်တွေကို subscribe လုပ်ပေးအားပေးတော့ကျေးဇူး